ပြောတော့တရားစခန်းသွားမယ်ဆိုဟိုဟာရိတ်သားကြီးပါလား တာကိုခွင့်လို့ပါအမေတာအမေကိုဒီမှာပဲထားခဲ့ရတော့မယ် သားမပြောရဲအမေကိုဒီမှာထားခဲ့မယ်ဟုတ်လားအမေမှာသားတယောက်လုံးရှိရတာနဲ့ဘာဖြစ်လို့အမေဒီမှာနေရမှာလဲအမေမနေချင်ဘူးသားလေးနဲ့အမေမခွဲနိုင်ဘူးအမေကိုထားမသွားပါနဲ့တော့အမေတောင်းပါပါတယ်သားလေးရဲ့အမေတောင်းပါပါတယ် ကျွန်တော်အလုပ်ကိုင်းနေအစင်မပြေတော့ပါ သားအလုပ်ကိုင်တဲ့အစင်မပြေလို့မတတ်နိုင်လို့ဆိုအမေလူသမီးလေးတနာပဲစားပြီးဥပုသ်ဆောင်မှာပဲသားရဲ့အမေသားလေးတဲ့မခွဲနိုင်ဘူးအမေတူတူနေပါရစေအမေသားတဲ့ အမေကအတူတူနေနေတယ်ဆိုတော့ကျွန်တော်ဒီမှာရှိတော့မှာမဟုတ်တာအမေရဲ့